ကိုရရှင်မြက် transcription ပြီးငွေတော်မူတဲ့ဟလာပေါ်ဦးရုံတန်းစကားတပုတ်ရုတ်တိရုတ်တာလည်းရှိပါစီပေါ့ဟဲ့ကိုရရှင်မြက်အကြီးတော်ပြေအောင်တင်ဆန်းလာဟဲ့တခုသောနေ့မှာအတွင်းတော်ကဖယင်မင်းမြတ်ဆန်တော်မူတော့ဖယင်မင်းမြတ်ကမိတ်တော်မူသည် transcription မှန်လားပါဗျာကျွန်တော်မျိုးရွှေနန်းတော်ကိုအခါစားဝင်ဖို့လားမြစ်ထဲမှာစင်ချေအကြီးမျောလာတာမြင်ခဲ့ပါတယ်ဗျာဥပေါ်ဦးကအလင်းမြန်လက်အုပ်ချီတက်ပြီးရုံတန်းစကားကိုစတင်တင်ရှောက်လိုက်တယ်ဆိုရင်ပဲရုတ်တိရှိစေရမယ်လို့ပြောထားတယ်ဟဲ့မှန်လားပါအမှန်တကယ်ရေထဲမှာစင်ချေအောင်မြင်ခဲ့ရတာဖြစ်ကြောင်းပါဗျာရုပ်တိမရှိပါဘူးပေါ့ဗျာရုပ်တိအလုံးရှိကြောင်းပါဗျာရေထဲမှာကျွန်တော်မြင်ခဲ့ရတဲ့စင်ချေဟာတခြားမဟုတ်ပါဘူးဗျာအရှင်မင်းကြီးစီးတော်မူတဲ့နေဘာနာပစ္စယနာဂစဒန်စင်ပြူတော်ကြီးခြေရဗျာဘောင်မင်းစကားလုံလာပြီပေါ့ဦးစင်ချေဟာလည်းလို့ပြီးရေထဲမှာပေါ်နိုင်ပါလေနင်းတင်တယ်လို့ဆိုရင်ငါစင်ပြူတော်ကြီးကမြစ်ရေပေါ်မှာလမ်းလျှောက်နိုင်တယ်လို့ဖြစ်မနေဘူးလားအရှင်စင်နင်းတင်တယ်လို့ဆိုရင်ငါစင်ပြူတော်ကြီးကမြစ်ရေပေါ်မှာလမ်းလျှောက်နိုင်တယ်လို့ဖြစ်မနေဘူးလားအရှင်စင်ပြူတော်ဟာရေထဲမှာလမ်းလျှောက်နိုင်မလျှောက်နိုင်ကိုတော့ကျွန်တော်မျိုးမသိပါဗျာမသိပေမဲ့စင်ပြော်တော်ရဲ့ခြေရာကြီးမြစ်ထဲမှာမျောလာတာကိုမြင်ခဲ့ရတာအမှန်ပါဗျာရှုပ်သေးချက်ရှုပ်လာအောင်မလုပ်နဲ့မောင်မင်းရုတ်တိရှိရှိနဲ့ရှင်ဆန်ဟဲ့ရွှေနားစင်တော်မူပါဗျာစင်ပြူတော်ကြီးထားရစင်တန်းတော်အမှုထမ်းများဟာစင်ပြူတော်ကြီးအညစ်အကြေးစွန့်ခြင်းမကျူးမိပါဗျာဒါကြောင့်စင်ပြူတော်ကြီးကနင်းတဲ့အခါခြေရာထင်သွားပါတယ်ဗျာစင်ခြေရာထင်နေတဲ့မစင်ပုံကြီး6တွေ့သွားတော့မှစင်မှုထမ်းများဟာစင်ကြီးပုံကိုဖယ်ရှားနိုင်ပါတယ်ဗျာဒီအခါမှာစင်ချေရထင်းနေတဲ့စင်ချေပုံအချောက်ကြီးဟာမြေထဲကိုပုံမပြတ်အချက်လိုက်မျောလာတာကိုမြင်ခဲ့ရကြောင်းပါဖေဟာနင်ပြောလိုက်မှဖြင့်အစမ်းကြီးပဲစင်ချေရများရေပေါ်မှာပေါ်တဲ့မှတ်ထားကြပြီတော့